Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စင်ကာပူမြောက်ပိုင်းမှာရှိတဲ့နေရာလေးတစ်ခုစီကိုအတူတူသွားကြည့်အောင်ပေါ့နော်။ဟိုကတော့အဲ့နေရာကိုသွားဖို့ဘတ်စကားစီးမယ်ပေါ့နော်။ဘတ်စကားမတိုင်ကိုသွားနေပါတယ်။ကျွန်တော်ကတော့ရေရှုံးကနေစထွက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့နောက်ပိုင်းဘေးကဘတ်စကားမတိုင်ရနေပဲစီးရမယ်ပေါ့နော်။ဟိုကတော့ဘတ်စကားမတိုင်လူရှင်းနေတယ်ပေါ့နော်။ကိုတော့ဘတ်စကားရောက်ပြီပေါ့နော်ကိုတော့အမြင့်ကိုကြိုက်တဲ့အတွက်အမြင့်ကိုပြေးပါလေပြောရတဲ့ခြေလမ်းကရက်ဆိုင်မှာလေရတော့ရှင်းလိုက်လာလာမရညီပါဟုတ်လားမရဒီမနေ့ညရောက်တာပေါ့ဒီညရောက်တာပေါ့ကွာမလို့ไปเจอแล้วบ่အဲ့ပါဘူးအဲ့ဒီကုန်းလေးတွေတော့ဘယ်လိုသွားတယ်လဲအဲ့ပါတယ်ဒီဘောလေးဟမ်ကိုချိုက်နေတာအားကောရန်ကုန်တော့ဒီကကောင်တယောက်နဲ့ကြည့်မနိုင်ရောက်တယ်ဒါပေမဲ့စင်မကြည့်မနိုင်သိခဲ့သွားမတက်ဘူးတော့ညတစ်ခေါက်တက်ဘူးဟိုဝင်ရညနာဒီတော့မတက်ခွင့်ရမတက်တာကွာရလင်းနေညီပါအမဒီနဲ့ဟောဟိုမှာသွားတယ်တော့ခဏနေတာဘာလဲဒါကြောင့်ဟောကြိုက်ပဲညာကြီးတော့မမြင်ဘူးညာနဲ့ညာကြီးလာပြီဟိုတည်းမှာနေဘေးကြီးဆက်လဲဘာလဲကြာပြီအဲ့ကြာသောတော်တို့ချီရချေ
ပဲဟုတ်ကဲ့ချေဒီလို ဘိုးကလည်းဂျိုးကလည်းဟိုလောက်ရဲလောက်ဆိုင်နေပြီလေ ဟုတ်ကဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ အားလုံးပဲနေပါပါ ဟောအဲဒီကန်းကြီးပဲပြင်နေရောက်လာတော့ပြီးဟမ်ဘယ်တော့မှသွားနာပဲတားတယောက်ပါမေမေတကူတားတကူမို့ပါပဲလေမဆာလို့တန်တာကလည်းရတဲ့မေမေရမငိုနဲ့နော်လေရှိခိုးချကောလေးပါမေရှုံးမအတွက်ရှက်ပြေလေးပေါ့ရှက်ရှက်ပြေလေးပေါ့ရှေးအောင်ဖိစားသူကိုယ်တိုင်ကမ်းမာလို့မင်္ဂလာဝဲကိုယ်တိုင်လမ်းမာလို့ရှုံးသမားနေနဲ့ရန်ခဲ့သူပါလေနိုင်ရသူတွေဤကမောရောက်ပါစေရောက်နေပါစေမင်္ဂလာဝဲစားစင်္ဂမြတ်ကသူလားသူပါမောင်ကြီးစနဲ့သူနှုတ်ဆက်ရှာလာသမျှကိုလေရှင်းလင်းနဲ့ဖြောပြပြဦးတူတူလေးသူကတောင်းဆိုနေချစ်ချမိုင်းလားရှင်းပြေရှင်းလေးဖို့ဒီဆိုပြမယ်လေနောက်ဆက်ကြတော့ဝေဦးမဲဖိတ်ဖို့လည်းဝေပြပြစီတော့ပါပြီပါမယ်Come on, man, do it. Yes, I'm a simple night. What me? No, you're not. No, no, you could not be a city. You know, the company. I don't see me happy later. I'm young, I'm a. I didn't say a color. ဟုတ်ကဲ့ဒီကလူနဲ့ခဏပါအဒီးရခဏနေရပါတယ်ပုံမှန်